သူစပြောခဲ့ကွာလေမာကြီးတို့ပွဲထုတ်ပေးချင်တာတကွာသူများလည်းမတူဘဲနဲ့ပေါ့နော်အဲ့လိုမျိုးရှက်အဲ့လိုလုံးဝမင်းသမီးနိုင်ငံသားမင်းသမီးလို့သူပြင်ပေးချင်တာဟဲ့တကယ်လားမကြည့်ရဲအဲ့ဒါလေအောင်ကိုအားပေးကြတာပေါ့နော်အများကြီးပဲ comment တွေတိုင်းလေတခုမှမကောင်းတဲ့ comment တောင်မပါဘူးအကုန်လုံးကလေချစ်ပေးကြတာလေအရန်ဝမ်းသာတယ်ပြောတယ်ပြီးကြကိုယ့်ရဲ့ဒီအလုပ်ပေါ်မှာခါကျစိတ်ကြနေအပိုင်းလေးပေါ်မှာပေါ့နော်ပို့ပြီးဒါလေးမြင်တော့ခွန်အားဖြစ်တာပေါ့မှာဟုတ်ပချီနဲ့ကဒီလောကကိုစဝင်လာ80နောက်ဆက်ဝင်လာသူ့ယူစရာကြီးလည်းအများကြီးပဲသူအရန်တော်တယ်အချိန်လုံးသူအလုပ်တွေပဲလုပ်နေပါတော့သူအရန်စူးစမ်းတယ်ဘယ်အလုပ်မဆိုသူအာယုံဆိုင်တယ်ဂရုတစိုက်လုပ်တယ်သူစေတနာလည်းပါတယ်ပေါ့နော်ကိုမြင်ရတော့သူ့ကိုမိပကြီးရမတဲ့ငယ်မဲ့သူ့ကိုလေးစားအားကြရတဲ့အပိုင်းလေးဆိုအများကြီးပဲရင်းနှီးတယ်သူနဲ့ကလေကားပထမအဆုံးစတွေ့ကြစခင်တာသူကားစရိုက်တော့ပိတ်တေးတေးလေးဒီ body မဟုတ်တယ်သူလည်းမထွားသေးဘူးအဲ့တော့သူ့အမေနဲ့ပေါ့နော်အမြဲတမ်းပါတယ်သူ့အမေကလည်းတဘောကောင်းနဲ့ခင်တယ်ပေါ့နော်စတွေ့ကြမကြည်နဲ့အဲ့လိုမျိုးညီမကြီးလိုပဲချစ်ခင်ကြတာဟုတ်ဟုတ်တယ်တော်တော်များများမထင်ရလောက်ကိုအားပေးကြတာပေါ့နော်အများကြီးပဲ comment တွေတိုင်းလေတခုမှမကောင်းတဲ့ comment တောင်မပါဘူးအကုန်လုံးကလေချစ်ပေးကြတာလေအများကြီးပဲအကြောင်းလေအရန်ဝမ်းသာတယ်ပြောတယ်ပြီးကြကိုယ့်ရဲ့ဒီအလုပ်ပေါ်မှာခါကျစိတ်ကြနေအပိုင်းလေးပေါ်မှာပေါ့နော်ပို့ပြီးဒါလေးမြင်တော့ခွန်အားဖြစ်တာပေါ့မှာဟုတ်ပကြီးကိုဘယ်လိုတုံ့ပြန်နေလဲဆိုတော့အရန်အခုချိန်မှာတော့ကျေးဇူးတင်တဲ့စကားပဲကိုပြောနိုင်နေရပါတော့เนาะအရန်ကျေးဇူးတင်တယ်လို့ပကြီးကိုရှင်နေကနေလှက်လိုက်လဲတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်အခုချိန်မှာအမှုပညာဓမ္မတွေအကုန်စီးပွားရေးကိုလုပ်နေကြတာပဲလေဟိုပြီးတော့ဒီနှခမ်းနေဆိုတာကိုတရုပ်ဆောင်နာမဖြစ်ဘယ်လိုပဲဖြစ်နေရာတိုင်းမှာစိုးနေကြတာပဲလေအမှုပညာနဲ့နီးစပ်တဲ့ဟာလေးလို့ထင်တယ်တော်ရုံလို့ဆိုလို့ရှိရင်တော့ဒီလို idea မျိုးပဲစဉ်းစားနိုင်မလဲမရဲ့เนาะဒါတကယ်ကိုဒီဇက်ပို့တွေအတွက်သူစပြောခဲ့ကွာလေမာကြီးတို့ပွဲထုတ်ပေးချင်တာတကွာသူများလည်းမတူဘဲနဲ့ပေါ့နော်အဲ့လိုမျိုးရှက်အဲ့လိုလုံးဝမင်းသမီးနိုင်ငံသားမင်းသမီးလို့သူပြင်ပေးချင်တာဟဲ့တကယ်လားမကြည့်ရဲအဲ့ဒါလေဟိုအဲ့တော့စိတ်ကူးနဲ့ပုံဖော်တာပေါ့နော်တကယ်လည်းတွေ့မှာပေါ့ရက်ဆက်ကအရှမ်းကိုမိုက်တယ်ပေါ့အားလုံးကအားပေးကြတယ်တချီရဲ့နှခမ်းတွေကိုလေကြောင်အရန်ပြော်ရတယ်ဟုတ်တခြားအဓိကကတခြားစီးပွားရေးမလုပ်ခဲ့မိတာပေါ့နော်ဒီအချိန်မှာအဲ့ဒါလေးတခုတော့နောင်တရမိတယ်ကိုဒီအလုပ်ပေါ်မှာလောက်ခဲလို့နောင်တရရတာမဟုတ်ဘူးပေါ့ကိုတခြားစီးပွားရေးလေးတာအခိုင်ရှိခဲ့လို့ရှိရင်ကိုကားရဲမရှိလဲကိုစီးပွားရေးကိုဟိုစောက်ချလုပ်လို့ရတယ်လေအခုတော့တခြားစီးပွားရေးအခိုင်မရှိဘူးကိုဒီအလုပ်ကိုပဲလုပ်လာတယ်ဒီအလုပ်ဟိုကကြတော့ကိုယ့်ရဲ့ဟိုအမှုပညာနဲ့ဝမ်းစာနဲ့ကြတိတ်မကိုက်ညီဘူးမရဲ့မကိုက်ညီတော့ဟိုခက်ကောင်တော့စုခဲ့ရလေးတော့ရှိတာပေါ့ဒါပေမဲ့ကိုဗစ်ဟိုဟာဒီမှာကြတော့အကုန်ကိုစုထားရကုန်တယ်လေဘယ်လောက်စုနိုင်မှာလဲမကျွန်တော်တို့ဇက်ဖို့တွေကြတာလေဟိုအများကြီးလဲရတာလည်းမဟုတ်ဘူးဆိုတော့အဲ့ဆိုဟိုကိုယ့်ရဲ့စီးပွားရေးလုပ်ဖို့လဲဒီချိန်မှာကြတော့ဘာအရင်နီးမှမရှိပြန်ဘူးလို့မျိုးဟုတ်အနာဂတ်ပလန်ကတော့အခုကိုဒီကားလေးရိုက်ပြီးတော့ရတဲ့ငွေနဲ့ပေါ့နော်ရအောင်တော့စုမဲစုပြီးတော့ကိုအရင်နီးလေးတစ်ခုပေါ့ကိုယ့်ရဲ့ငွေနဲ့ကြိုက်မဲ့ကိုယ့်ရဲ့ဟိုဝါဒနာလေးလဲပါမယ်เนาะအဲ့လိုမျိုးလေးစီးပွားရေးလေးတစ်ခုလုပ်ဖို့တော့အစီအစဉ်ရှိပါတယ်ဟုတ်ကွာစားမှုရှိလဲဆိုဟုတ်တယ်ဟိုးအရင်ချိန်တုန်းကတော့အရန်ပျော်ဖို့ကောင်းတယ်အလောက်ကလည်းလက်မလန်အောင်လုပ်ရတယ်အရန်လဲပျော်ဖို့ကောင်းတယ်ဒီဘက်ခက်ကကြတော့ဟိုဘောနော်သိတဲ့အတိုင်းပဲလေဒီနှစ်တွေထဲမှာเนาะအစင်မပြေမှုတွေများတယ်လေသူလူတိုင်းလိုပဲဆိုတော့စိတ်ညစ်ရတဲ့အချိန်တွေလည်းရှိတယ်ခါကျရင်ဟိုပေါ့နော်ဒါပေမဲ့ကို့အဖွဲ့သားတွေနဲ့ကျရင်တွေ့ရင်ပျော်သွားတဲ့အချိန်တွေရှိရပေါ့ဒါပေမဲ့ဟိုးရင်ကတော့အရန်ပျော်ဖို့မကောင်းတော့ဘူးဟိုးရင်ကတော့တစ်ချိန်လုံးနော်ဘယ်အချိန်ဖြစ်လေတွာလာစားအဲ့လိုမျိုးရီမောပေါ့နော်ရီနေရတဲ့အချိန်ကများတယ်ကိုယ့်ဟာကိုရီရလုံးလုံးတော့အမြင်ကတ်တယ်ဟိုပေါ်ပင်ဆိုတာကသူတို့တွေလည်းပေါ်ပင်ဆိုတာနော်သူတို့စူးစမ်းမှုနဲ့သူတို့ဖြစ်လာတာပါပဲဟိုကားလိုက်မှာသူတို့ကိုခေါ်ရိုက်တယ်ဆိုတာလည်းဒါက producer တွေ director တွေအနေနဲ့ဟိုဒါလူတွေအားပေးနေတဲ့သူတွေပေါ့သူ trend အလိုက်ပေါ်မှာရယ်သူတို့တွေကနောက်ဟို sell တွေဖြစ်နေကြတယ်ဆိုတော့ဒီကားလေးတွေမှာသူတို့ဟိုဘလိုလေးတွေသူတို့ရည်ချင်းလေးပြသနိုင်ခွင့်ရှိမလဲဒီလိုအနေနဲ့ခေါ်ရိုက်ကြတာပေါ့အဲ့ပေါ်မှာဘာမှတော့မဖြစ်ပါဘူးဟုတ်ညီမတို့ကကိုစူးစမ်းမှုကလည်းဒီလိုပဲပုံမှန်ပဲစူးစမ်းလာတာပေါ့နော်ရိုးသားကြိုးစားနဲ့တနတ်စားညံလုပ်လို့တော့မရဘူးလေနော်ဒါကြောင့်တနတ်စားညံဆိုလို့ရှိရင်တော့ဒီလောကခဏလေးခိုးသွားမှာပေါ့ကိုယ့်ရဲ့စူးစမ်းမှုတွေဖြည်းမှန်ချင်းပဲရိုးသားစူးစမ်းနဲ့တက်လာလို့လဲကိုဒီနေရာထိဒီလိုရောက်လာတာပေါ့မှာဟုတ်ခါတလေတက်လာလုံးနဲ့ကားတွေမရှိရအချိန်တွေလည်းရှိရပေါ့ဟိုးရင်တော့ကတော့ဟိုခက်ကောင်တော့ကတော့ဗီဒီယိုတွေပါတယ်လည်းရှိတော့လေနားချိန်ကိုမရှိကိုယ့်ရဲ့နားချိန်ကိုပဲကို့မှလေဟဲ့နားချိန်လိုက်တာအဲ့လိုမျိုးစဉ်းစားမိတယ်ပေါ့နော်အခုဒီခက်မှာအခုဒီဘက်ခက်မှာတော့အရန်နေနားနေရလို့ဟဲ့ကားရိုက်လေးရှိကောင်းမှာပေါ့ကိုကအဲ့လိုပြန်မျော်လေးရဖြစ်နေဟုတ်